မေတ္တာနဲ့ဝင်လာဖို့မျှော်လင့်ခဲ့ပါတယ်တကားခောက်လို့လည်းဖွင့်ပေးခဲ့ပါတယ်တကိုယ်တည်းနေတဲ့အိမ်မှာကိုယ်တိုင်ချက်ကိုယ်တိုင်စားနေတူကဘဝကပေးတဲ့ပြတ်ထန်းချက်ကိုတွန်းလှန်ရင်ဖြည်းဖြည်းမှန်မှန်အိပ်ဖြစ်တယ်ညမှာမိအိမ်လေးထုံးပြီးတယောက်မျက်နှာတယောက်ကြည့်ခြေဦးတဲ့ရာစကားတွေပြောရင်အချိန်လွန်မှလာရောင်ကိုနှုတ်ဆက်ဖြစ်တဲ့ညတွေအနီးအနားအတူရှိနေခြင်းကသာဝမ်းမြောက်မှုနဲ့ဆန္ဒရဲ့နောက်ဆုံးခြေနှက်မှုမီးရောင်အောင်အချစ်တွေတစ်ဖြက်ဖြက်လက်ပြီးမင်းနဲ့အတူအမြန်ဆုံးအိုမင်းရင့်ရော်လိုက်ခြင်းနဲ့ဖះကအရာရာပြည့်စုံအောင်တော့မဖန်တီးနိုင်ခဲ့ဘူးလေပြန်ထွက်သွားတော့မယ်ဆိုလဲသဘောပါပဲအကြောင်းပြချက်ဟာနေရာမရွေးလူမျိုးမရွေးရှိတတ်တာပဲမဟုတ်လားအတူရှိနေတာတွေကလည်းကမ်းမကအသွင်ပြောင်းသွားတဲ့သဲပွင့်တွေလိုအချိန်ကြာလာတာနဲ့အမျှပုံတရံတွေလည်းဝေဝါးဝါတေချာတာကကိုရှိနေရအရက်မှာမပြောက်မပြက်နေတိုင်းမင်းရှိနေတာပါပဲငုံရောက်တယ်